ဒီနေ့အညာမုံဟင်းကားလေးအိမ်မှာလှုပ်စားဖြစ်တယ်ပေါ့နော်သူကတော့ပဲမုံရယ်ကလည်းပဲနည်းနည်းရယ်ဆန်လော်မုံရယ်နဲ့ထည့်ပြီးချက်ရတာပေါ့နော်ချက်တဲ့ချိန်ကတော့ဗီဒီယိုမရိုက်လိုက်ရလို့မပြတော့ဘူးပေါ့နော်အရန်မွေးပါတယ်အညာမုံဟင်းကားဆိုတော့လေဟိုငပြောဥတွေပါတော့မပါဘူးပေါ့နော်အညာပုံစံတိုင်းလေးချက်ထားတာကျက်သွန်ဦးလေးနဲ့ချွတ်ချိုလေးပေါ့ဟိုဖက်ကတော့တပိတ်တာကို3600ပေါ့နော်ဒါကတော့2ပိတ်တာပါတအိမ်လုံးစာအတွက်လုံးဝအဝအစားပေါ့နော်ခုညကလေးကလည်းစားတယ်မနက်တွေလည်းစားတယ်အဲ့ဒါအိမ်မှာလှုပ်ရှားမှတန်မှာမိသားစုများတဲ့အိမ်ဆိုတော့လေကဲမွေးငါလေးစားပါပြီမွေးနာမယ်ကိုကကျက်သွန်ဦးရမ်းကြိုက်တော့ကျက်သွန်ဦးလေးတွေပဲရွေးထည့်တာပေါ့နော်ဒါဆန်လော်မွေးဟင်းကားလို့လည်းဆိုလို့ရပါတယ်ဒါပေမဲ့အညာမွေးဟင်းကားပေါ့အညာချက်လေးပါဒီလိုပြပြနစ်လေးစားကြတာပေါ့နော်ပြပြနစ်လေးစားကြလို့ဟင်းရည်ကိုနည်းနည်းလေးထည့်ပြီးတော့မုတ်ဖက်လေးများများနဲ့စားပါမယ်ကဲအားရပါရလည်းမှုပြီးသွားပြီဆိုတော့စားပါတော့မယ်ရမ်းကောင်းတော့အိမ်မှာလှုပ်စားရင်တော့အဝပေါ့နော်အဝလည်းစားရတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်